ကောက်တော့မမီပါဘူးသူကတော့ကဘာကျော်ပါပဲ ဇလိုက်ကောက် ဇလိုက်ကတော့တည်ရှိပါတယ် Hey, Paloma, Paloma, ane dugo Paloma. တချင်းကအများကြီးခုနောက်မှကျွန်တော်အဲ့တချင်းတွေသိမဆိုပါဘူးကျွန်တော်ဆိုကြဖေးလို့မအာနေသူကိုဖေးလို့မအမလေးစွာ မင်္ဂလာပါအမင်းလေးဘောနော်သားများအားလုံးနဲ့ကျွန်တော်ချစ်ညီလေးအတွက်လာပြီးတော့ပွဲတက်ဖြစ်တာပါခင်ဗျာကျွန်တော်တို့ဒီကားထဲမှာမပါပါဘူးရင်းနဲ့ကျွန်တော်တို့ကဒီဇာတ်ကားနဲ့ပတ်သက်ပြီးကျွန်တော်တို့သိခဲ့မိခဲ့တာဥကြော်ရိုက်ခဲ့တဲ့ပန်းမြင်လေးဥယျာဉ်မှုအစီအတော်နာမည်ပဲယူထားလို့ဖြစ်ပြီးတော့ဇလန်းမူရင်းကကြတော့ဒါကတော့ရင်းပေါ့နော်ဒီပန်းမြင်လေးဥယျာဉ်မှုဆိုတဲ့ဇာတ်ကားဒါတော့အဓိကတော့ဟိုကျောင်းဆရာတူရဲ့ဒီကျောင်းဆရာရဲ့ live ကိုအဲ့ဒီဇလန်လေးပေါ့ကျွန်တော်တို့ဝိတုဖက်တော့ကြိုက်ခဲ့တယ်ရုပ်ရှင်ရိုက်တော့လေတကယ်ကိုသူတို့ production design တွေဒီစရာလေးပြင်းလေးလောက်ထား preview ကိုတော်တော်လေးလောက်ထားတာတွေ့ရပါတယ်ဟောရန်ကောင်းတဲ့ကာရကပါကျွန်တော်တို့ကြိုက်ပါတယ်ဇလိုက်မှာအဲ့လိုရှေ့မှာကျွန်တော်တို့ ਨੇ ရုံမပေါ်ကြတဲ့မြေမှာလည်းဇလိုက်ဒီလို character လေးနဲ့သေဆောင်ခဲ့ဟိုဇလန်လေးတော့မတူဘူးပေါ့နော်အဲ့နဲ့ဇလိုက်နဲ့လည်းလိုက်ပါတယ်ဟိုဇလိုက်ကတော့ character မျိုးစုံနဲ့နင်းနဲ့တရုပ်ဆောင်ကောင်းတယောက်အဲ့မှာတကယ်အများကြီးပဲ character တွေလုပ်ခဲ့တဲ့အချိန်မှာဒီလို character လေးကိုသူစိတ်ဝင်စားနဲ့တည်ချာလေးလုပ်ဖို့အတွက်သူကိုယ်တိုင် production နဲ့မှဝင်ပြီးတော့ပေါင်းခဲ့ရဲဆိုတော့ခုံယူစရာကောင်းပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ကဇက်လိုက်ကိုလေဇက်လိုက်လို့ခေါ်ကြတာဘယ်ဇက် character နဲ့ပဲဖြစ်ဖြစ်လိုက်လို့ဇက်လိုက်လို့ခေါ်တာဆိုတော့သူကတော့ character တွေကိုဝင်နေအောင်အမြဲတမ်းလုပ်ပါတယ်ကျွန်တော်အမြဲတမ်းပြောပါတယ်ဇက်လိုက်က complain မရှိတဲ့မင်းသားပါဘယ် character နဲ့ပဲသူခိုင်းတဲ့ဇာတ်ရုပ်ပေါ်မှာသူကြလာတဲ့ဇာတ်ပေါ်မှာအကောင်းဆုံးဟိုတရုပ်ဆောင်တယ်ဘာမှအဲ့လိုမျိုးသူ့ရဲ့တောင်းဆိုမှုတွေဆိုတာကဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့လူအချက်လေးတွေပဲသူတောင်းဆိုတာလွယ်ပြီးတော့ဒါရိုက်တာတင်တာကိုသူချာစူးစမ်းပြီးလုပ်တဲ့တရုပ်ဆောင်ကောင်းတယောက်ပါဟောသူကတော့လိုက်ပါတယ်ဆိုတော့အကားတွေမှာတော့မပြီးသေးဘူးเนาะအခုအကားကတော့သူကတော့ဘယ်အမရာကားတွေကတော့ကျွန်တော်လည်းကပါတယ်သူအကောက်တော့မပြီးပါဘူးသူကတော့ကဘာကျော်ပါပဲဇလိုက်ကတော့တည်ရှိပါတယ်အဲ့လိုမျိုးမင်းသားထဲမှာလည်းပြည်တီဦးကောက်ွက်ဆိုလည်းတည်တန့်ရှိတယ်ပြည်တီဦးကလည်းပြည်တီဦးရဲ့ဒီကောက်ွက်ကလည်းကျွန်တော်တို့လိုက်ကားလို့မရတဲ့ကောက်ွက်ပေါ့နော်သူမင်းသားတစ်ခေတ်တစ်ခါမှာပေါ်လာတဲ့မင်းသားတွေကသူ့ကောက်ွက်တွေနဲ့သူပေါ်လာတာပါကိုကျော်ရဲအောင်လည်းသူ့ကောက်ွက်နဲ့သူရှိပါတယ်Okay yo ဦးနဲ့အစုံပေါ့ဦးနဲ့6ပါ6ပါဆိုရင်နည်းနည်းရေစုံနေဦးလေနည်းနည်း dry ဖြစ်ပါတယ်6တွေ့ပါတယ်လို့ပြောတာပါတော့ကြာဒီတွေကစော်ကားတယ်မဟုတ်တော့ဘလို့6မဟုတ် dry ဖြစ်တော့ပြောတာတချင်းကအများကြီးခုနောက်မှကျွန်တော်အဲ့တချင်းတွေသိမဆိုပါဘူးကျွန်တော်ဆိုကြဖေးလို့မအာနေသူကိုဖေးလို့မအမလေးစွာ Hey, Paloma, Paloma, ane dugo Paloma. ကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုအမြဲတမ်းချစ်ပေးရုပ်ရှင်ဗီဒီယိုတွေမဟုတ်ဘူးကျွန်တော်ပွဲကားသမျှအားပြီးတော့ကျွန်တော်အင်တာဗျူးလေးတွေကစချစ်ပေးကြရတယ်အဲ့ဒီအတွက်ကျေးဇူးများတင်ပါတယ်ပရိသတ်တွေနဲ့ကျွန်တော်တို့ပေါင်းကူးပေးတဲ့ဒီကမီဒီယာเนาะကျွန်တော်ရဲ့ကျေးဇူးရှင်မမတွေကိုလည်းကျေးဇူးတင်ပါတယ်လို့เนาะပွဲတိုင်းလိုက်လာပြီးတော့เนาะဒါမိတယ်ကျေးဇူး